ဒီမှာကြည့်ကြပါအောင်ရှင်မနေ့ကညီမနိုင်ပြိဘောကဆိုင်လေးပေါ့နော်လုပ်ငန်းရှင်တယောက်ကပေါ့နော်လုပ်ငန်းရှင်တယောက်လို့တော့ပြောလို့မရပါဘူးလုပ်ငန်းရှင်လူရန်ကတစုကပေါ့ညီမတို့ဆိုင်ကိုပေါ့နော်လာရောက်ဖြတ်စည်းသွားတာကြည့်ကြပါအောင်ရှင်ကြည့်ပါအောင်ညီမတို့မရှိတဲ့အချိန်မှာညီမတို့ဆိုင်လေးကိုလာရောက်ဖြတ်စည်းသွားတာပါညီမဆိုင်တစ်ဆိုင်လုံးလဲရစရာမရှိအောင်ဖြက်စီးသွားတယ်ချိန်ချောက်သွားတယ်ပေါ့နော်ဆိုင်မှာရှိတာဆိုလို့ညီမဝန်ထမ်းကောက်မလေး2ယောက်ရယ်ညီမအမေရယ်ညီမကလေးငယ်လေး2ယောက်ပဲရှိတာပါအဲ့လိုရှိတဲ့အချိန်မှာနော်သူတို့ကလူရန်ကတစုလိုက်အပြုံလိုက်ဆိုင်ထဲကိုဝင်ရိုက်ဝင်ခွဲလောက်ပါတယ်နော်လောက်တဲ့အချိန်မှာညီမသားငယ်လေးဆိုကြောက်လုံးအကြီးကိုကလေးငယ်လေးကတော့ထွက်ပြေးပြီးငိုယိုပြီးထွက်ပြေးပြီးတော့အခန်းနေတဲ့ဝင်ပုန်းနေရတဲ့အဆင့်ထိကိုဖြစ်ပါတယ်နော်ဒီမှာကြည့်ကြည့်ပါအောင်ဘလောက်တောင်မင်းမဲစရိုက်ဆန်လဲဆိုလို့ရှင်ညီမသားလေးဆိုငိုတာနော်မအေးလဲပြန်ရအောင်အမေကိုဖတ်ပြီးတော့ကြောက်လို့ငိုတာညဆိုခလေးကအိတ်တာရောင်ပြီးတော့မှကြောက်တယ်တော့អော်တယ်ပေါ့နော်ဒီမှာကြည့်ပါအောင်ရှင်ဘယ်လောက်တောင်မိုက်ရိုင်းလဲဆိုတော့ကြည့်ပါအောင်ဒါလုပ်ငန်းရှင်တယောက်ရဲ့လောက်ရလားရှင်ကြည့်ပါအောင်နော်နာမည်တော့ဘာတူလဲဆိုတာညီမမပြောသေးဘူးဘယ်ဆိုင်လဲဆိုတာလည်းညီမမပြောသေးဘူးနော်အေးဒါပေမဲ့ तू ကတော့ပြည်အောင်စုလမ်းမပေါ်မှာပေါ့နော်ကျွန်းတကားကြီးပေါင်ဆိုင်ကနော်ဖွင့်လှစ်ထားပါတယ်နော်နာမည်ကြီးကျွန်းတကားကြီးပေါင်ဆိုင်ရပါနော်ညီမတို့ဆိုင်ကိုလာရောက်ဖြတ်စည်းသွားတာအဲ့ဒါနော်ပြည်အောင်စုလမ်းပေါ်ကနာမည်ကြီးကျွန်းတကားကြီးပေါင်ဆိုင်ရပဲဖြစ်ပါတယ်ရှင်ညီမလုပ်ငန်းရှင်နာမည်ကိုတော့မပြောပါဘူးနော်ဒါကတော့နော်လုပ်ငန်းရှင်ပိုင်ရှင်ကိုယ်တိုင်နော်ညီမဆိုင်ကိုလာရောက်ဖြတ်စည်းသွားတာပါကြည့်ပါဦးနော်အကုန်လုံးသူ့မိတ်နဲ့သူကိုမိတ်နဲ့ကိုအကုန်လုံးရောင်းစားနေကြတာပေါ့နော်စီးပွားရေးလှုပ်ရှားနေရတာလည်းမလွယ်ပါဘူးရှင်ဒီမှာကြည့်ပါဦးနော်ညီမဆိုင်ကိုဖြတ်စည်းသွားတာထက်ကိုညီမသားတွေသမီးတွေဆိုကြောက်လန့်ပြီးအခုချိန်ကြီးနော်မအိတ်နိုင်မစားနိုင်တော့ဖြစ်ပြီးတုံကြီးနေကြတယ်အကုန်ညီမအမေဆို65နှစ်ရှိသွားပြီကြောက်လုံးအားကြီးလို့နော်အခုဆိုညီမခလေးတွေတောင်ခေါ်ထားရတယ်နော်ဘလောက်တောင်မှလောက်ရကအောက်တန်းကြလဲဆိုရင်ကြည့်ပါအောင်ရှင်နော်ကြည့်ပါအောင်ရှင်ဒါလုပ်ငန်းရှင်တယောက်ရဲ့လောက်ရလားလို့ကြည့်ပါအောင်ဘလောက်တောင်အောက်တန်းကြလဲဆိုတာကြည့်ပါအောင်နော်ကြည့်ပါအောင်ဒီမှာညီမဆိုင်ကိုလာလောက်သွားတာတဲ့ဒါနာမည်ကြီးနော်နာမည်ကြီးကျွန်းတကားကြီးပေါင်ဆိုင်ရနေပြီနော်အဲ့ပိုင်ရှင်ကိုယ်တိုင်လာလောက်သွားတာပေါ့နော်လူရန်ကအုပ်စုတစုနဲ့နော်ညီမဆိုင်တစ်ဆိုင်လုံးလဲရားစရာမရှိအောင်သူဖြတ်စည်းသွားတာနော်အဲ့ဒါအပြင် तू ကချင်းချောက်သွားသေးတာညီမအမေကိုလက်ညှိုးငေါက်ထိုးပြီးချင်းချောက်သွားတာကြည့်ကြပါအောင်ရှင်တောင်းမှဒါဆိုမင်းမမလဲလို့ပဲပြောငါ့ကိုမင်းချင်းတဲ့နေရာလာဆိုတော့ငါလာလေတောင်းမှဟုတ်လားမင်းကဘာအေးတောင်းမှနေကြေးပေးမလားတောင်းမှလားလို့အေးတောင်းမှနေကြေးပေးမလားတောင်းမှဆိုနေခုဗမာလဲနေ63မှာပြောရှိလဲမရှိဘူးငါတို့ခုလာတာငါမပြောနေတော့ respect ရှိတော့လီကွန်မရှင်ကိုလိုက်မယ်နော်နောက်တော့မရှိဘူးလို့ရတယ်ကြီးပဲအေးလေနင်ခုဗမာလဲနင်လာဆိုလို့လည်းပြောသေးတယ်အခုဒီမှာကြာနေရမရှိဘူးနင်ကဘယ်ရောက်နေရတာဆိုဟုတ်ပြီလေအေးဖုန်းပြောနေ तू ပြောနေတာပဲလေခိုင်းသားတယ်လို့ပြောနေကွာတောင်းမှလားရလီတော့တောင်းပါလားမင်းကဘာကောင်းလို့တောင်းမှာတို့ဆောတော့နာလုပ်လိုက်မယ်မင်းတော့ငါစောက်ကူကိုမဆိုင်ဘူးမင်းရုံးခိုင်းတာမင်းတက်တိချင်းမင်းတယောက်ထဲလာခဲ့လေတယောက်လေးလာစောက်ယူတာဟာလို့မသားတယောက်လေးလာစောက်မဟုတ်ဘူးမင်းတို့စောက်မတက်ပြီးမတက်စောက်စင်တယ်မရှိတဲ့ဟောမဟုတ်နော်မင်းကဖုန်းနဲ့မပြောလဲလူချင်းတွေ့ပြောပါလားကွာဖုန်းထဲမှာချိန်နဲ့ချိန်ပြီးလူလည်းမတွေ့ပဲနဲ့လီးပြီလားစင်တယ်ကြီးဆက်ဆက်ဟဲ့ဘယ်သူကစောက်စင်မရှိတာနော်တော့ဖြစ်နေတော့ဖြစ်ဟုတ်မင်းမမလဲလို့ငါအဲ့ဒါပဲပြောမင်းမမလဲငါ့ကိုဒါပဲပြောညနေရပြောပြီးသားအခုငါအဲ့ရောက်နေတယ်လေမင်းစောက်ယူတာရှိလည်းမရှိပဲနဲ့ဟိုမင်းခီးစားတာကျွန်တော်တဖက်မင်းခေါ်တဲ့ဘိုးချိုးတဲ့ဘုံမှုတွေဘာလုပ်ပြနေလဲပြောခိုင်းငေါ့ခိုင်းပေးနိုင်လားအေးဟုတ်တယ်အဲ့ဒါကြောင့်မင်းလာခဲ့လို့အဲ့ဒါဆိုမင်းဘာလဲဆိုတာမင်းသိကြအောင်ဘာဒီကောင်ကြီးကောင်ကြီးကောင်တော့ကွာရှင်းမင်းရုံးကောင်းမင်းတဲ့တော့ပြစ်ခဲ့တာမင်းသိလားအေးဟုတ်တယ်လို့အဲ့ဒါကြောင့်ငါအေးဟုတ်တယ်မင်းတို့ရဲအဲ့ကောင်နဲ့ငါတွေ့ကြလို့အခုမပါလဲငါ့ကိုပြောမင်းရုံးတဲ့တော့ငွေမင်းရေးတဲ့ငွေချက်မှာပြစ်ခဲ့တာအေးဟုတ်ပြီလို့မင်းလုပ်တဲ့အပြစ်တွေမင်းပြန်ခံရမယ်မင်း